ဒီနေ့အာလူချက်ပါမိုးအေးအေးလေးနဲ့ပချရီလေးနဲ့အာလူချက်ပါဒီမှာမိုးကအေးနေအိမ်မှာအာလူချက်ပါတီလောက်စားတယ်တော့အာလူချက်ပါတီဆိုအာလူဟင်းလည်းမဟုတ်ဘူးလေအထက်မှာအာလူနဲ့ပူပလေးကောင်းလို့တယ်အဲ့ဒါလေးကိုအချရီလေးနဲ့ပျော့လေးကောင်းလို့ပဲဒီမှာတော့စားကြည့်ဒီလိုနှစ်ချက်ကို50လောက်ပေးရ50ဆိုတော့ပတ်စံနဲ့ဆို3000လောက်ပေးရကိုကိုအိမ်မှာလောက်စားတော့ဘိုင်ဘောကလည်းစားရတယ်တက်နန်လည်းစားရတယ်ပတ်စံလည်းတက်တာပဲ